တစ်ခွက်ဘယ်လောက်တော့ 1500ပါ 是了，ကျွဲလို့လားငါးမျက်စိလား မင်္ဂလာပါဒီနေ့ကတော့ဟင်းတွဲဆက်ညီမဲ့ဟင်းလျာလေးချက်ပြမဲ့ဘလော့လေးကနေပြန်မြှုပ်ကြိုဆိုပါရစေဒီနေ့ရောဘာတွေချက်ပြမလဲဆိုတာအားလုံးပဲဘလော့လေးကိုစောင့်ကြည့်ပေးကြပါခင်ဗျာပြရတကယ်ရှယ်ပဲ တစ်ခွက်ဘယ်လောက်တော့ 1500ပါ ဟုတ် ဒီနေ့ကိုတော့ဒီ bless ကငပုံနာစားခြင်းနေရနဲ့ငပုံနာလေးကိုကြော်ပြီးတော့ချက်မယ်ပေါ့နော် bless သွားဝယ်တဲ့ဈေးလေးကတော့ကုန်တယ်ဈေးပေါ့နော်ဗဘဲတဲမျိုးနယ်မှာရှိပါတယ်သူကတော့26လမ်းထဲမှာဝယ်လို့ရပါတယ်ခင်ဗျ အဆိုင်သီးလေးတစ်ပုံလောက် ငပုံနာကတော့လေးဆိုင်မှာပဲ bless ကကင်ခိုင်းလိုက်တယ်ပေါ့နော်အခုဆိုရင်စေးကြောတန်းစင်ပြီးစားစွန်းနဲ့အရှုံမုတ်လေးထည့်ပြီးတော့နေပါမယ်ခင်ဗျငပုံနာကကြော်ပြီးမှချက်မှာဆိုတော့ icon ရဲ့အစင်းမြင့်ဟင်းသီးရွက်စီကိုတုံးပြီးတော့ bless ကတော့ကြော်ပါတယ်ငပုံနာတွေကိုတော့မီးနဲ့အေးအေးလေးနဲ့ကြော်မယ်ပေါ့နော် bless ကတော့မကတ်အောင်လို့ကြော်ပါတယ်ကျွတ်လေးကြော်ပါမယ်ခင်ဗျငပုံနာလေးကြော်ပြီးသွားပြီဆိုရင်တော့အခုဆိုရင်ငပိရည်လေးဖြောပါမယ်ငပိရည်ဖြောဖို့အတွက် bless ကတော့ငပိမရေကျွငပိသုံးတယ်ပြီးရင်ကြက်သွန်နီကြက်သွန်ဖြူခင်းညင်တီငြုပ်တီလေးထည့်ပါတယ်ပြီးသွားရင်တော့ရေကိုလိုတလောက်လေးထည့်ရပေါ့နော်ပြီးရင်စနုံးမုတ်လေးထည့်အချုံမုတ်လေးတစ်ခါရဲထည့်ကြိုလဲရပါတယ်ခင်းညင်တီကြက်သွန်နီကြက်သွန်ဖြူငြုပ်တီလေးတွေကိုနွမ်းအောင်လို့ကြိုထားမယ်ပေါ့နော်ပြီးသွားရင်တော့အရေတက်တက်အဖက်တက်တက်ထုတ်ပြီးတော့အယိုးလေးဖယ်မယ်ပေါ့နော်ကျန်တဲ့အဖက်လေးကတော့ bless ကအခုလိုမျိုးထောင်းပါတယ်ထောင်းပြီးသွားလို့ရှိရင်တော့စပြီးဖြောလို့ရပါပြီခင်ဗျဒါကတော့လေ bless အိမ်မှာမြင်တဲ့ဖြောစားနေတဲ့ပုံစံတန်းလေးကိုဖြောပြပေးထားတာပါခင်ဗျကလော်အော်တီအပွားကြီးလေးပါလာရဲဆိုတော့လေအဲ့ဒါလေးပါထည့်လိုက်ပါတယ်အခုကတော့ငပုံနာကြော်ထားပြီးသားလေးကိုစချက်မလို့ပါစီကိုကတော့လေကြော်ပြီးသားစီနဲ့ပဲပြန်ပြီးတော့ချက်ထားတယ်ပေါ့နော်ချစ်သွန်နီလှီးထားပြီးသားလေးတွေချစ်သွန်ဖြူထောင်းထားပြီးသားထဲပြီးလို့ရှိရင်စနုံမုတ်ထည့်ပြီးတော့စီတက်ပါမယ်အဖြူနီလဲနွမ်းသွားပြီဆိုရင်တော့ကြားချီရသည်ခေါ်ကိုင်းသီးလေးတွေ plus က3လုံးသုံးပြီးတော့ထည့်ပါတယ်ပြီးရင်တော့အယောင်နေမုတ်လေးထည့်ပြီးတော့ခင်းရည်သီးလေးတွေလက်အောင်လို့ချက်ပါမယ်ခင်ဗျာအရသာအတွက်စားအချုံမုံငမြရည်လေးထည့်ပါမယ်ခင်းရည်သီးလည်းအခုလိုအနေထားလေးလိမ့်သွားပြီဆိုရင်တော့ကြော်ထားပြီးသားငပုံသားလေးထည့်မယ်ပေါ့နော်ပြီးရင်တော့ခဲကျင်သီးနှစ်နဲ့ငပုံနာလေးတွေကိုအခုလိုမျိုးနှက်အောင်လေးမှွေပေးမယ်ပေါ့နော်ခဏလေးထားပြီးသွားပြီဆိုရင်တော့ငပုံနာကြော်ချက်စီပြန်လေးရပါပြီခင်ဗျာနောက်ထပ်ဟင်းတမယ်ကတော့ပြောင်းမှုလေးတွေ့ရနဲ့ပြောင်းမှုလေးတွေကိုကြော်တယ်ပေါ့နော်အခုလိုမျိုးစက်သွန်ဒီလေးကိုစီတက်ပြီးရင်ပြောင်းမှုလေးတွေကိုရွှေ့ပြီးတော့ကြော်လိုက်ပါတယ်အရေတောက်လေးလဲပါအောင်လို့ရင်းနေပုတ်ပတ်စုတွေကိုစက်သွန်ဒီရဲ့စက်သွန်ဖြူရဲ့ထည့်မယ်ပြီးရင်ပစွန်ကြောက်လေးထည့်တယ်ပေါ့နော်အရသာအတွက်စားချုံမုံငမြရည်လေးထည့်ဘူးသီးစိတ်ထားပြီးသားလေးထည့်ပြီးတော့ဘူးသီးဟင်းညိုလေးလည်းလုပ်လိုက်ပါတယ်ကဲချက်လို့ပြုတ်လို့လည်းပြီးသွားပြီဆိုတော့ bless လို့ပဲအခုလိုမျိုးလိုက်ချက်ကြည့်ပါအောင်ခင်ဗျာ ကဲစားပါတော့မယ်အဲ့တော့ဒီနေ့ကတော့ငပိလဲကိုရိုင်းဖြော်ထားရပေါ့နော်ဒီမှာပြစ်လေးထက်ဆက်ရှင်လို့ကလော်သီးလဲဝယ်လာသေးရယ်ကိုစားခြင်းနဲ့အတူမျိုးအစုံနဲ့ပြီးဟင်းညိုလေးရယ်ဒါကတော့ငပုံနာပေါ့နော်ငပုံနာဟိုကတော့ကြော်ပြီးတော့မှပြန်ချက်ထားပါပေါ့နော်ငပုံနာလည်းဈေးကောင်းတယ်သူကအစိတ်သား1000ဝယ်တယ်သူကအမားနဲ့အထီးနဲ့ဆိုဈေးကကွာသေးရပေါ့နော်ပြောင်းမှုကြော်လေးနဲ့ပေါ့နော်ဟေ့လေးရင်တောက်လာဟေ့မမီးရသေးလို့မပြရတကယ်ရှယ်ပဲညစ်တွေရောပြီးတော့ဒါပိန်းနေကွင်းနဲ့တွေ့ရတယ်ပိန်းနေကွင်းလေးပါဝယ်လာပုံနာကြော်ချက်ကြားချီရသေးလေးနဲ့ချက်ထားအမဝယ်လာပေါ့နော်အမကြောက်သူကအမဥလေးလည်းပါတယ်ကြော်ပြီးချက်တော့လေအယိုးပါတခါဝါလို့ရအောင်တမင်တက်ကြော်ပြီးချက်တာပြောင်းမှုကြော်လေးရောပြောင်းမှုတဖူး900တဲ့ကရက်ရှင်ဖက်လေးရောဘာတိုးပြုံစားပြီးဆိုအဲ့ကရက်ရှင်ပါမှာဒီလိုလေးရောဝါသည်တို့စားမှမလို့ဝယ်လာကြော်ချက်ထားလေကောင်းနေပါပါစားလို့ရဒီရလည်းကောင်းတယ်ဒါပေမဲ့စားလို့လည်းကောင်းတယ်လက်မှာဆက်ပြီးတော့ဆက်စားအောင်မယ်ပေါ့နော်စားလို့ကလည်းကောင်းတယ်ထမင်းထက်ယူအောင်မယ်နောက်ထပ် vlog တွေမှာလည်းစားလို့ကောင်းတဲ့ဟင်းအတွဲဆက်လေးထပ်ပြီးတော့ရှက်ပြပါမယ်ဗျာကျေးဇူးများတင်ပါတယ်တဒါ